Ardent will hang in there တော့ပြောလို့ရနော် hang in there things will get better hang in there things will get better you will get a job okay မင်းအလုပ်ရမှာပါ ardent ဟာပါ don't give up အရှုံးမပေးနဲ့ဆိုတော့ပြောနေတာပါနော် okay ပို့လို့တဲ့ဟာကို go the extra mile တော့ပြောလို့ရနော် go the extra mile if you want to get promoted ရလို့ရနေဆိုရှင်မင်းပို့ပြီးတော့လို့မျောလင့်ထားတဲ့ပို့လို့တဲ့ဘောပြောနေတာပါနော် okay go the extra mile if you want to get promoted go the extra mile if you really want to improve your English ကိုget တိုးတက်ချင်တယ်ဆိုရှင်ပို့ပြီးတော့လုပ်ပါ okay လိုရင်းပြော cut to the chase ဆိုတော့ပြောလို့ရနော် cut to the chase I don't have much time ငါမှအချိန်အများကြီးမရှိဘူးလိုရင်းပြော okay don't beat around the bush wait why မနေနဲ့ cut to the chase okay ရှာကြိုက်ထားတယ်ငါအဲ့ဟာကိုပြောခြင်းလွန်းလို့ရှာကြိုက်ထားတယ်ဘာကြိုက်ထားတယ်ညာကြိုက်ထားတယ်အဲ့ဒီဟာကို bite your tongue ကိုတော့ပြောလို့ရနော် I wanted to argue but I bit my tongue ငါညင်းနေလိုက်တယ်ကွာရှာကြိုက်ထားတယ် I wanted to argue but I bit my tongue အချိန်မီုံလေး in the nick of time တော့ပြောလို့ရနော် I arrived at the party in the nick of time ငါပါတီကိုအချိန်မီုံလေးရင်ရောက်သွားတာ okay I arrived at the party in the nick of time okay စသဖြင့်ပြောရပါတယ်အခုလိုမျိုး idiom လေးတွေကကိုယ့်အတွက်အထောက်အကူဖြစ်လားမသိဘူးဖြစ်တယ်ဆိုရင် comment မှာ yes လို့ရေးတော့ပါနောက်ထပ် video အသစ်တွေလက်မတော်အောင်လို့လည်းဒီ page ကို follow လုပ်ထားဖို့မေးတော့နော် bye bye see you in the next video